အသက်ငယ်ငယ်လေးနဲ့ကျန်းတေပါတချင်းအကြီးယူလာပြီးတော့ဆိုတာနော်ဂုဏ်ယူပါတယ်ညီမလေးပြောပြပါအောင်ဒီ AR နဲ့ပတ်သက်ပြီးတော့ဒါတကယ်တော့ပေါ့နော်သမီးတို့နဲ့ဆိုရင်ဒီတချင်းတွေကအလံဝေးသွားပြီပေါ့နော်အဲ့တော့သမီးတို့ဒီလိုပြိုင်ပွဲလေးလုပ်ပြီးတဲ့အတွက်သမီးတို့လူငယ်လေးတွေကဒီမျိုးမရဲ့ဂုဏ်ယူရတဲ့ဒီတချင်းလေးကိုလေးလာဖြစ်တယ်ပြီးတော့သမီးတို့ကဒီလိုတချင်းကြီးတွေကိုသမီးတို့လိုအရွယ်လေးတွေကဘောနော်ခံစားမှနောက်ထပ်လူငယ်လေးတွေကလည်းလက်ဆင့်ကမ်းလို့ရမှာပေါ့နော်ဒါပေါ့ညီမအဲ့အတွက်ဒီလိုမျိုးARတို့မြန်တဲ့တချင်းလေးကိုရှင်ပြန်ခွင့်ရတာအင်မတန်ဝမ်းသာပါတယ်ရှင်ဒါပေါ့ညီမလေးရဲ့ဘာပဲဖြစ်ဖြစ်လက်ဆင့်ကမ်းဖော်ထုတ်ပေးတဲ့အတွက်လေတချင်းရဲ့တန်ဖိုးကိုထပ်ပြီးတော့မြင့်တာနဲ့တူပါတယ်ညီမကြီးဒါကြောင့်ဂုဏ်ယူတဲ့ဆုရရှိပါစေမမတို့နဲ့အတူတူပြည်သက်တွေအားလုံးနားထောင်ကြမယ်နော်ဟုတ်ကဲ့ပြည်တဲ့စီမံပြပြရစီရှင်
ကောင်းလိုက်တာညီမလေးရဲ့အသက်အရွယ်လေးနဲ့ကြည့်ပါဦးတချင်းလေးကိုတကယ်ပိုင်ပိုင်နိုင်နိုင်တကယ်အစိုးရဟိ